မင်္ဂလာပါရှင်။ရသားဆောင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီ channel လေးကနေပြီးတော့ဇာတ်လမ်းကောင်းများစွာကိုနေ့စဉ်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ပိုက်ကြီးတဲ့တကုလည်းဆိုတဲ့ဇာတ်လမ်းလေးရဲ့အစာဆုံးလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်သွားပေးပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။တကုလည်းဆိုတဲ့တစိတ်ဟာကျမရဲ့နှစ်ဖူးမှာအသေးရိုက်နှိပ်ခံထားရတဲ့ဒဏ်ရာတစ်ခုလိုပဲဘသူနဲ့မှမဆိုင်တဲ့ကျမရဲ့ပုံကိုရဲ့အရှုံးတစ်ခုကိုပတ်ဝန်းကျင်ကဝိုင်းပြီးအရသာခံကဲ့ရဲ့ကြတာကိုအသားကျနေပြီလို့ထင်ခဲ့တာတကယ်တော့အသားကျနေဆိုတာထက်ထုံကျင်သွားတာပါအိမ်တော်ဦးစီးမရှိတဲ့အိမ်လေးထဲမှာကျမတယောက်တည်းအထီးကျန်ခြင်းတွေကိုထမင်းလှုပ်ရှားရေးရှင်တန်ခဲ့ရတယ်ပထမအိမ်တော်ကရခဲ့တဲ့စိတ်တန်ရာတွေကြားထဲမှာကိုတန်းဆိုတဲ့လူသားဟာကျမရဲ့အမောင်လောကတွေကိုအလင်းရောင်တစ်ခုလိုတိုးဝင်လာခဲ့တယ်သူဟာကျမရဲ့အတိတ်ကိုနားလည်ပေးနိုင်တယ်လို့ဆိုခဲ့တယ်။သူကကျမရဲ့အထီးကျန်မှုကိုဖေးမပေးခဲ့တယ်။ဒါပေမဲ့အဲ့ဒီအလင်းရောင်ဟာကျမကိုပို့ပြီးနှက်ဆိုင်တဲ့အမောင်လေးကိုပို့ပြမဲ့မီလီယံတစ်ခုမှကျမမသိခဲ့ဘူး။ကိုတန်းနဲ့ကျမတရားဝင်လက်မထပ်ဖြစ်ခဲ့ကြဘူး။လူသိရှင်ကြားပတ်ဝန်းကျင်ကိုထုံမပြရဲတဲ့ကျမရဲ့ငုံရှိုးနေတဲ့စိတ်ကြောင့်ပဲသူနဲ့ကျမခိုးကြောင်ခိုးဝဲပတ်သက်ခဲ့ကြတယ်။သူဟာကျမထက်အသက်နည်းနည်းငယ်ပေမဲ့ရင်ကျက်တဲ့လက္ခဏာရှိတယ်။ကျမရဲ့အရင်အိမ်တော်ကစိတ်ပြက်စရာကိစ္စတွေကိုသူနားထောင်ပြီးတယ်ကျမငိုတိုင်းသူကချော့တယ်နင်ကိုရှိတယ်နင့်ကိုဘသူကဘာပဲပြောပြောကိုကတော့နင်ဘေးမှာအမြဲရှိနေမှာလို့သူဂတိတွေပေးခဲ့ပူတယ်အဲ့ဒီစကားတွေကိုကျမအပြည့်အဝယုံကြည်ခဲ့မိတာကျမရဲ့အကြီးမားဆုံးအားနည်းချက်ပဲပေါ့ကျမတို့ကြားမှာတန်ရောစင်တွေနဲ့ဆိုင်လာပြီးနောက်ဆုံးတော့ကျမရဲ့ဘိုက်ထဲမှာတက်ရှိတစ်ခုစတင်အမြင့်တွယ်လာခဲ့တယ်ကျမကိုယ့်ဘိုက်ကိုပြန်ကြည့်ရင်ကြောက်စိတ်တွေဝင်လာတယ်တခုလည်းအမျိုးသမီးတယောက်တရားမဝင်ကိုဝင်တယောက်နဲ့ဒီလူမှုပတ်ဝန်းကျင်မှာဘယ်လိုရင်ဆိုင်ရမလဲကိုတန့်အောင်ဒီသတင်းပြောပြတဲ့နေရာသူ့မျက်နှာမှာဝမ်းသာရိတ်တစွန်းတစားတောင်မရှိဘူးသူကငြိမ်သက်သွားတယ်ဖုန်းကိုပဲစိုက်ကြည့်နေပြီးကျမကိုကြောခိုင်းထားခဲ့တယ်အင်းမနဲ့အစင်ပြအောင်ကြီးလောက်မှာဘောတယ်အဲ့ဒီစကားတုတ်ခဲဟာကျမရဲ့ရင်ဘက်ကိုအေးဆက်သွားစေတယ်အဲ့ဒီနေ့ကစပြီးသူဖုန်းဆက်ရင်မကင်တော့မက်ဆေ့တွေပို့ရင်စင်းဖြစ်ပေမဲ့စာပြန်မလာတော့ကျမဘက်ကတဖြည်းဖြည်းထင်ရှားလာတယ်လို့သူ့ရဲ့ပြောက်ကွယ်မှုကလည်းတဖြည်းဖြည်းပိုပြီးသိတာလာတယ်ကျမရဲ့ပထမအိမ်တော်ပြိုကွဲခဲ့တာဟာအမြင်မတိလူတယောက်ကပို့လိုက်တဲ့ဓာတ်ပုံအတုတွေကြောင့်ပါအဲ့ဒီတုန်းကကျမယောက်ျားဟာကျမကိုတခြားလူနဲ့ဖောက်ပြန်နေတယ်လို့ဆွဆွဲပြီးအိမ်ပေါ်ကနေနှင်ချခဲ့တာအဲ့ဒီနာကျင်မှုကိုကိုတန်းကပဲကူစားပေးခဲ့တာမဟုတ်လားဒါပေမဲ့ကိုတန်းပျောက်သွားပြီးတဲ့နောက်သူ့စီကကျင်ရခဲ့တဲ့လက်တော့အဟောင်းလေးတွေကဖိုင်တစ်ခုကိုကျမတွေ့လိုက်ရတဲ့နေ့ဟာကဘာကြီးတစ်ခုလုံးပြိုကျသွားသလိုခံစားရနေတယ်။အဲ့ဒီတည်းမှာကျမရဲ့အရင်အနောင်ကိုဖျက်ဆီးခဲ့တဲ့ဓာတ်ပုံတွေအစီအစဉ်တွေအားလုံးရှိနေတယ်။ကိုတန့်ကကျမကိုရောက်ဖို့အတွက်ကျမရဲ့အိမ်တော်ကြီးကိုတမင်တကာဖျက်ဆီးခဲ့တဲ့သူဖြစ်နေတယ်။ तू ကကဲတေရှင်မဟုတ်ဘူး။ तू ကဖျက်ဆီးတဲ့သူပဲ။ပိုက်ထဲကကလေးကကန်လာတယ်။ဒါပေမဲ့ကျမရဲ့ရင်ထဲမှာတော့နာကျင်မှုတွေကပဲအဖော်ပြုတ်နေတယ်။ကိုတန့်ကိုရှာဖို့ကျမစူးစမ်းခဲ့တယ်။သူ့တငယ်ချင်းတယောက်စီကနေတီးလိုက်ရတာကကိုတန့်ဟာတခြားမျိုးတစ်မျိုးမှာလက်ထပ်ဖို့ပြင်ဆင်နေပြီတဲ့ကျမတို့ကအပျော်တဘောပဲထားခဲ့တာကျမရဲ့အတိတ်ကိုတီးလို့ကျမရဲ့အားနည်းချက်ကိုတီးလို့သူကကစားသွားခဲ့တာကျမဖုံးခေါ်တယ်ရာပေါင်းများစွာသောဖုံးခေါ်ဆိုမှုတွေကိုသူတချမ်းမှမကင်ဘူးနောက်ဆုံးတော့သူကျမရဲ့နံပါတ်ကိုဘလော့သွားတယ်ကျမပိုက်ကြီးတဲ့ဘွားနဲ့လမ်းဘေးမှာထိုင်ငိုနေမိတယ်ဘသူ့ကိုအားကိုးရမလဲမိဘကလည်းစွန့်ပစ်ထားတဲ့သူအရင်လေကလည်းအထင်လွဲအခုချစ်သူကလည်းအတုံးချသွားတဲ့သူတညမှာတော့ကျမဘိုက်ကပြင်းပြင်းထန်ထန်နာလာတယ်စေးရုံကိုကိုယ့်ဘာသာကိုတစင်ငါပြီးသွားခဲ့ရလေတယ်စေးရုံကတင်ပေါ်မှာနာကျင်မှုနဲ့လူးလိမ့်နေတော့မှတော့စိတ်ထဲကနေကိုတန့်ကိုမျောနေမိသေးတယ်သူလာမလားသူသိမလားဒါပေမဲ့ဘသူမှရောက်မလာဘူးကျမဘေးမှာရှိနေတာကသူနာပြုတ်တည်ရဲ့အေးဆက်နေတဲ့အကြည့်တင်နဲ့ယောက်ျားမပါဘူးလားဆိုတဲ့မေးခွန်းတွေပဲကျမမျက်ရည်တွေကြားကနေကလေးကိုမွေးဖွားခဲ့တယ်ကလေးမျက်နှာကိုကြည့်လိုက်တော့ကိုတက်နဲ့အမတန်တူနေတာကိုတွေးရနေတယ်။အဲဒီချိန်မှာကျမရင်ထဲကမျက်တာတွေဟာအမုန်းဖြစ်ကိုလုံးဝကူပြောင်းသွားခဲ့တယ်။အခုဆိုရင်ကျမကလေးနဲ့ကျမနှစ်ယောက်တည်းပါ။ကိုတန်းစီကနေနောက်ဆုံးစာတစ်စောင်ရောက်လာတယ်။အဲ့ဒီထဲမှာပတ်စံအနေငယ်နဲ့တောင်းပန်ပါတယ်။ငါ့ကိုမရှာပါနဲ့တော့။ငါမိသားစုကဒါကိုသိလို့မဖြစ်ဘူးဆိုတဲ့စာသား။ကျမအဲ့ဒီပတ်စံတွေကိုမိရှို့ပစ်လိုက်တယ်။ကျမဟာတခုလည်းပိုက်ကြီးတယ်။အခုတော့မိခင်တရားကျမတင်ယူလိုက်ရတာကချစ်ချင်းမြတ်တာဆိုတာ
အားနည်းနေတဲ့ချိန်မှာရှာဖွေရမယ့်အရာမဟုတ်ဘူးဆိုတာပဲကိုမချစ်နိုင်သေးသေး၍ကိုချီတောက်ပေါ်ကိုမရက်နိုင်သေးသေး၍တခြားသူရဲ့ကမ်းလက်ဟာကဲတင်ခြင်းမဟုတ်ပဲကြော်ကွန်ဖြစ်နေတတ်တယ်အားကိုရမဲ့နေတဲ့အချိန်မှာရောက်လာတဲ့လက်တစုံဟာကဲတင်ခြင်းမဟုတ်ပဲအခွင့်အရေးသမားဖြစ်နေတတ်တာကိုသတိပြုပါလူတယောက်ရဲ့တန်ဖိုးဟာအတိတ်မှာမရှိဘူးကိုယ်တိုင်ပြန်လေထူထောင်တိုင်းစွမ်းမှာပဲရှိတယ်ချစ်ပရိသတ်များရှင်ဒီနေ့မှတင်ဆက်ပေးခဲ့တဲ့ပိုက်ကြီးတဲ့တခုလဲဆိုတဲ့ဇလံလေးကတော့ဒီညမှာပဲပြီးဆုံးသွားပါပြီနောက်ရက်များမှာလည်းဒီလိုဇလံကောင်းလေးတွေကိုနေ့စဉ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်လို့နားဆင်အားပေးခဲ့ပါအောင်ရှင်ဒီနေ့မှနားဆင်အားပေးခဲ့ကြတဲ့ချစ်ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်